ဆွမထဲနဲ့ဆွမထဲမြောက်တက်သွားမယ်မြောက်တက်သွားမယ်ဘယ်လိုခံစားရတော့ရှင်းအောင်ကျွန်တော်ဒေါသထွက်နေပြီကျွန်တော်ပြောတာမရတော့ဘူးပြန်လာရင်ပြန်လာကြည့်တပ်ပြစ်မဲ့လူမျိုးညစ်ပြီးတော့တပ်ပြစ်မဲ့အဲ့လောက်ကြီးကြမပြောတော့ဘူးကွာငါလို့အစောကြီးရှိသေးတယ်ကွာမောင်လေးမင်္ဂလာပါမောင်လေးတမရွက်စားပြီးရတယ်မင်္ဂလာမရှိတဲ့တောသားတွေအကုန်လုံးကတော့တည်ရင်းဆုံးနဲ့တည်ရင်တည်မတည်ရင်ကိုဘေးနဲ့တည်စင်းသားကြီးမင်းဒါမျိုးကမင်းလွယ်တယ်မှတ်နေလားငါလူကောင်မျိုးမလို့သောနိုင်ပေါ်လေးငါကျန်းလို့ငါဆရာကြီးငါစောင့်ရင်းကျန်းနေကောင်မယ် easy